ဒီကကိုစောဝင်းနိုင်နဲ့ကျွန်တော်ကိုစောဝင်းနိုင်ကိုရစေချင်တယ်လေထမင်းလက်ဆောင်အတူမစားချင်ကြဘူးဟုတ်လားမင်းကပြောလိုက်ပါလားဒီနေ့ကစပြီးမင်းတို့ငါ့လုံစားလည်းမစားနဲ့ငါ့ကောင်လည်းမနေကြနဲ့လို့မင်းမဆက်ကဘာလို့ပြောမထွက်တာလဲကွာဖိုးတော်ရဖိတ်စာကျွန်တော်မှအမြင်နဲ့ရပါတယ်ကျွန်တော်သွားလည်းမထုတ်ဖြစ်ဘူးဒါပေမဲ့ကျွန်တော်က TV ကနေပြီးတော့အားပေးတာလေအခုဒီနေ့ကတော့ရှင်ကဘာဖြစ်တယ်ညာဖြစ်တယ်မဟုတ်ကျွန်တော်ဒီနေ့တော့ကျွန်တော်မြေစာနဲ့ပြည်သက်တွေကလည်းအားပေးကြရတယ်ပေါ့ဘာဖြစ်တစ်ပြေးတယ်လို့ဘာရောပေါ့ဗျာဟိုကျွန်တော်မရပါဘူးကျွန်တော်မရပါဘူးကိုးနိုင်တော့ကိုစောဝင်းနိုင်မြေစာတို့ညမင်္ဂလာတို့ပြောတဲ့တို့အတွက်လာတက်တာပါနောက်ကျွန်တော်တက်လဲတက်ခဲပါတယ်ဟိုမတက်ဖြစ်တာကိုလည်းဟိုအားလုံးတမျိုးမထင်ပါနဲ့ကျွန်တော်မတက်လဲမတက်ဖြစ်ဘူးပေါ့နော်အခုဒီနေ့တော့တက်ဖြစ်တယ်ပေါ့တက်ဖြစ်တယ်ဆိုတာကမင်းရမှာမို့လို့လားဆိုပြီးတော့တက်တာတော့မဟုတ်ပါဘူးတက်ဆိုလို့တက်တာဗျာကိုလောကသားမင်းတက်ပါကွာဆိုလို့တက်တာပါဒါမဲ့လည်းဟိုပါဘူးအမှန်တော့โอเคဘယ်ကျွန်တော်တို့အနုပညာသမားတွေရဲ့ဟိုဟာပွဲဆိုတော့တက်ကြပါတယ်ဒါမဲ့ကျွန်တော်က TV ရဲ့ပိုကြည့်ရတာအားရလို့အဲ့လိုပဲကြည့်ပြတာများပါတယ်ကျွန်တော်2018တုန်းကလည်းအဲ့လိုပဲကျွန်တော် Facebook မှာတင်ခဲ့ဦးတယ်ကျွန်တော် TV ကနေကြည့်နေတာအဲ့တော့လည်းတမျိုးထင်ညာအမှန်ဖိတ်စာမဖိတ်လို့မဟုတ်ဖိတ်စာဖိတ်တယ်ဖိတ်စာကျွန်တော်မှအမြင်နဲ့ရပါတယ်ကျွန်တော်သွားလည်းမထုတ်ဖြစ်ဘူးဒါမဲ့ကျွန်တော်က TV ကနေပြီးတော့အားပေးတာလေအခုဒီနေ့ကတော့ရှင်ကဘာဖြစ်တယ်ညာဖြစ်တယ်မဟုတ်ကျွန်တော်ဒီနေ့တော့ကျွန်တော်မြေစာနဲ့ပြည်သက်တွေကလည်းအားပေးကြရတယ်ပေါ့ဘာဖြစ်တစ်ပြေးတယ်လို့ဘာရောပေါ့ဗျာဟိုကျွန်တော်မရပါဘူးကျွန်တော်မရပါဘူးကိုးနိုင်ပါကိုစောဝင်းနိုင်ပါလုံးဝယတိပြက်ပေါ့ဆုံးပြတ်ထားခုကိုမရဘူးဆိုပြီးတော့လို့လားကျွန်တော်အဲ့လိုပြင်ဆင်ထားမှရမှာလေအဓိကကိုစောဝင်းနိုင်နဲ့ကျွန်တော်ကိုစောဝင်းနိုင်ကိုရစေချင်တယ်လေကိုစောဝင်းနိုင်ရစေချင်တယ်ကိုစောဝင်းနိုင်ရရင်ကျွန်တော်ပျော်တယ်အဲ့တော့ကျွန်တော်မရလို့လည်းဘာမှမဖြစ်ဘူးလေဟုတ်တယ်မလားကျွန်တော်ငယ်သေးတယ်လေကျွန်တော်ငယ်သေးတယ်ဆိုတော့မို့သူ့တဲ့ဟိုအနုပညာသဘာဝငယ်သေးတယ်ကျွန်တော်ကိုစောဝင်းနိုင်ရစေချင်တယ်ကိုစောဝင်းနိုင်ရသွားပြင်ကိုနိုင်ကိုငါမေးဘူးရမလားကိုနိုင်ကိုမေးဘူးရမလားကိုနိုင်ကိုစောဝင်းနိုင်ရစေချင်တယ်အဲ့လိုပေါ့ကိုစောဝင်းနိုင်မဟုတ်ပါဘူးဒါကတော့ဇာတ်ဖို့စစ်စစ်ကိုပြောတာခုနကလုံးညီနန္ဒာတို့ကိုနေမြောင်းတို့ရလဲဝမ်းသာမှာပဲနော်ဒါပါအနုပညာသမားဘယ်သူပဲရပါဇာတ်ဖို့ပဲယူဇက်ဆောင်ပဲယူပေါ့ခုနကျွန်တော်ဟိုမှာဖြေခဲ့တော့ရှေ့မှာပြောအတ္တကတော့ဘာဆိုတော့ဇက်ဖို့စစ်စစ်တွေကိုပြီးရင်တော့သူတို့ပို့ပြီးတော့အားရှိတာပေါ့နောက်မှဇက်ဖို့တွေအများကြီးလေနောက်မှငယ်တွေအများကြီးနောက်အကြီးတွေလည်းရှိသေးတယ်အကြီးတွေလည်းအများကြီးရှိတယ်ကျွန်တော်တို့စီနီယာတွေအများကြီးရှိတယ်နောက်ငယ်တွေလည်းအများကြီးရှိတယ်အဲ့တဘောပါပဲဇက်ဖို့စစ်စစ်တွေကိုပေးတယ်ဟေးဆိုရင်လောက်ကလည်းရတယ်ပေးတယ်ဆိုရင်ဝမ်းသာတယ်သူရတော့ပို့ပြီးတော့ဝမ်းသာတာပေါ့ဘာလို့ဝမ်းသာလဲဆိုတော့သူကအများကြီးတတ်တယ်ပညာရှင်ဟလာကျွန်တော်ကခုနလိုအကယ်ဒမီဘုတ်ဖွဲ့သူ့ကိုရွေးချယ်တယ်ဆိုတော့ကျွန်တော်မှန်တယ်လို့ဆုံးဖြတ်တယ်တကယ်လို့ကျွန်တော်ရွေးချယ်ရင်လည်းကျွန်တော်ကျန်တတ်ပါတယ်နော်ဒါပေမဲ့အဲ့လိုပေါ့မှန်တယ်လို့တော့မဟုတ်ပါဘူးဩသူတို့ကျွန်တော်တို့ဇက်ဖို့စစ်စစ်တွေကဒါလေးကိုပေးတယ်ပေါ့ဘယ်သူပဲရပါပြောပါတယ်ဘယ်သူပဲရနောက်မင်းသားကျော်လေးဖြုံးဝင်ဆိုလဲပြောတတ်မှာအမှန်ကောင်းတယ်ဘေးရမှာပဲအဲ့လိုပေါ့ဟိုသူတို့ရဲ့ academy စီမင်းစီကံကတော့ကျွန်တော်ဘာတွေတော့မသိဘူးပေါ့ဗျာခုနလိုပေါ့မင်းသားမို့လို့ဇက်ဖို့မယူရဘူးလို့မင်းသမီးလို့ဇက်ဖို့ယူလို့မဟုတ်ပါဘူးသူဇက်ဖို့နေရာပါတာဟိုဒီဇက်ကမှသူကဇက်ဖို့ပေးရတဲ့လူဆိုရင်တော့ပေးပါဘာပဲဘာဖြစ်ဖြစ်ကျွန်တော်ရင်ထဲမှာမင်းသားတွေမင်းသမီးတွေမို့လို့ဇက်ဖို့စစ်မို့လို့မရှိပါဘူးအဲ့လိုလည်းမရှိပါဘူးဒါပေမဲ့ခုနလိုပေါ့ကိုစောဝင်းနိုင်တို့ကျွန်တော်တို့ဆိုရင်တော့ပြောကြမယ်ထင်တာပေါ့နော်ဒါပါပဲအဲ့လိုပါကောင်းတယ်မရှိပါဘူးစီရမှာအမိုက်သိမ့်နေတဲ့ဖိုးထောင်ဆိုတဲ့အတွက်ကောင်အကိုတော်ရတာရှက်နေကြတာပေါ့ဟုတ်လားဟုတ်တယ်လေအနုပညာတန်းလည်းအဲ့လောက်ကြီးမကြပါဘူး20နဲ့20အောက်ပဲရှိအောင်ပါအဲ့တော့အခုတော့ဒီနေ့ကတော့ပုံမှန်ကြတာပေါ့ဟိုတော့လည်းကိုဘာလဲကိုပေါ်တို့ဘာတို့မှာတော့ကျွန်တော်မော်စကိုကပြန်လာတဲ့ချိန်ပေါ့အဲ့ဒါကိုပေါ်တို့ဘာတို့မှာလည်းသူတို့မှန်းငဲ့ကြတယ်ပေါ့ဗျာဒါပေမဲ့ထားပါကျန်နေပါတယ်အခုဒီနေ့ကတော့ပြည်သက်တွေကမြေစာနဲ့ရသိချင်ရတယ်ပေါ့နောက်ညမင်္ဂလာမှာလည်းဘာဖြစ်တယ်ပေါ့မြေစာတော့ပို့ပြီးတော့ highlight လုပ်ပေးတာပေါ့အဲ့တော့ပြည်သူတွေကိုအားလုံးကျေးဇူးတင်တယ်လေဒါပါပဲအဲ့ဒီတော့ကျွန်တော်အရင်ကြီးအားလုံးလည်းမမျောလင့်ပါနဲ့ဟုတ်ဘာလို့ညနေကြမှာသိရမှာလေနော်တကယ်လို့ပါတယ်ပြီးတဲ့အချိန်ကျမှဘယ်သူဆိုတာဘယ်ဝါဆိုတာဝိဝါကွမ်းမှာလေနော်ကျွန်တော်တော့အဲ့လောက်ကြီးဘာမှမဖြစ်ပါဘူးကျွန်တော်အေးဆေးပါပြီးရင်တကားရရင်ကျင်းတတ်နေကဲမင်းလည်းဘာမှမဖြစ်တကားရရင်ကျွန်တော်စောက်ဝင်နေအဆင်ပြေတယ်လေအဲ့တော့ဒီနှစ်ကတော့နော်ဥစင်မအတွက်နာမည်အကြီးဆုံးနှစ်ပဲဒါဘယ်နေရာကြီးဥစင်မဆိုတာလေဆိုတော့လေနော်ဟုတ်တယ်မန့်နေမှာတွေ့ရပါတယ်ကျေးဇူးတင်တယ်အဲ့ဒါအားလုံးနော်အဲ့ရင်ရောဘယ်လောက်ထိခုံလဲပေါ့အဲ့ဒီပုံမှာရင်ခုံကဲမီရင်ခုံတန်းဆိုရင်နော်မခုံတင်းငိမ့်သူပေါ့တင်းငိမ့်ပါတယ်ကျွန်တော်တင်းငိမ့်ပါတယ်ဒါအမှန်တော့စကားပြောတာပါကျွန်တော်တင်းငိမ့်ပါတယ်ဘာလို့တင်းငိမ့်တာလဲဆိုတော့အားလုံးသိပါတယ်ကျွန်တော်တင်းငိမ့်ပါတယ်ဘာလို့တင်းငိမ့်တာလဲဆိုတာအားလုံးသိတယ်ကျွန်တော်က no
ဒီကယ်မီအတွက်ကျွန်တော်အရန်ကြီးဘာမှဟိုဟာစိတ်လှုပ်ရှားမှုမရှိဘူး9နိုင်အတွက်တော့လှုပ်ရှားတယ်9နိုင်ရစေခြင်းနဲ့မမျိုးလည်းရစေခြင်းနဲ့မခနိုင်ဝင်တို့လည်းကောင်းတယ်လို့ပြောတယ်မခနိုင်ဝင်လည်းရစေခြင်းနဲ့ဘသူရဇက်ဖို့တေးဥဆောင်ကြိုက်တဲ့လူယူသွားဒါမှဒီနေ့တော့ကျွန်တော်တက်ဖြစ်သွားတယ်တက်ဖြစ်သွားတဲ့ကြောင့်တမျိုးမထင်နဲ့ကျွန်တော်တို့ကခုနလိုရုပ်ရှင်တကားရိုက်တယ်ရုပ်ရှင်ကျွန်တော်ရိုက်တဲ့ရုပ်ရှင်ကကျွန်တော်တို့ပါတဲ့ရုပ်ရှင်ကားလေးကိုပြိသက်ကလို့ပေါ့ယုံကြည်ယုံရှင်အားဖြင့်ကျွန်တော်တို့ကနောက်ထပ်အားတစ်ခုချရတယ်လေနောက်ထပ်တစ်ခါကျွန်တော်တို့ငါလာငှားတော့မှာလေ producer ငှားမှာပေါ့ဟုတ်တယ်မလားကျွန်တော်ရိုက်တဲ့ producer တွေအကုန်လုံးပတ်စံရတော့ရှင်ကျွန်တော်တို့ထပ်ငှားမှာပေါ့တခါပြိသက်ကဒီကမှကိုစင်မဆိုရင် producer ကိုစင်မကိုငှားတာအဆင်ပြေတယ်ပေးရတဲ့ပတ်စံလေးတန်တယ်ဆိုရင်ကျွန်တော်နောက်တစ်ခါထပ်ရရမှာလေအဲ့မှာဟာဒီကားကတော့ကိုစင်မတော့ညံ့နေဆိုရင်ကျွန်တော်ဘယ်ကားမှရရမှာမဟုတ်တော့ဘူးအဲ့တဘောပါအဲ့တော့မြေစာကိုအားပေးတယ်နောက်မြေစာလည်းဟိုထူးထူးခြားခြားယုံတင်တဲ့နေမှာငလျားလှုပ်တယ်အထက်ပေါ်မှာပြီဆိုပတ်စံမရသလောက်ဖြစ်သွားတယ်ဒါမဲ့ကျွန်တော်တို့ရန်ကုန်မှာပဲအားပေးကြတဲ့အတွက်ကျေးဇူးတင်တယ်နောက်မြေစာကဟိုမြေစာတော့ကိုရင်ခုန်တယ်ဆိုတာကျွန်တော်တည်းမဟုတ်ဘူးဒီဇကားကြီးတစ်ခုလုံးတဲ့ပြိသက်ကမှန်းထားတယ်တော့အဲ့မှာဘယ်လိုရရင်ခုန်တယ် ဝတ်ဆောင်လေးရောဘယ်လိုလေးရှိလဲ ဘာမှမရှိဘူးအိမ်ကရှိတဲ့ဟာလေးပဲကျွန်တော်စွန်စာပေးတဲ့ဟိုဟာရှိပါတယ်ဒါပေမဲ့ကျွန်တော်မယူရက်ဘူးပေါ့နော်သူ့ရှိကမယူရက်ဘူးဆိုတာကအာနာလို့ဒါဆိုသူသိပါတယ်ကျွန်တော်စွန်စာချိတ်တယ်တယောက်ရှိတယ်ဒါပေမဲ့ကျွန်တော်မယူရက်ဘူးကျွန်တော်မယူပြရစီနဲ့ဆိုတာလည်းမပြောတော့မလို့ဒါပေမဲ့ကျွန်တော်အကြောင်းပြန်မှမယ်ဆိုပြီးကျွန်တော်သူ့အကြောင်းမပြန်တော့ဘာလို့မပြန်တာလဲဆိုတော့သူ့အာနာလို့ဆိုတာတကယ်လို့ဘာမှမလုပ်အရာမနာမှာဆိုလို့လေဒါကျွန်တော်အဲ့လိုမျိုးပါအဲ့ဒါကြောင့်မယူခဲ့ဘူးကျွန်တော်ရှိတဲ့ဝတ်စားလေးနဲ့ပဲကျွန်တော်တက်လာတယ် ဒီရုပ်ရှင်ရှင်းလေးရော အဲ့ဘောဘာပေါ့ဒါပေါ့ပစိုးနဲ့တိုက်ပုံပေါ့ဗျာဒါပါပဲတထတဲ့မကြလဲကြောက်အောင်တာပြောကြအားလုံးကျေးဇူးတင်တယ်ပြည်သူတွေတယောက်ချင်းစီကိုကျေးဇူးတင်တယ်နော်ပြည်သူတွေမှန်းတဲ့အတိုင်းပဲဖြစ်မှာပါမှန်ပါပါကျွန်တော်ဖြစ်ကိုစောင်းနိုင်ဖြစ်ဘသူပဲဖြစ်အားလုံးမှန်းတဲ့အတိုင်းအဆင်ပြေမှာပါနောက်စိတ်ချမ်းသာကိုချမ်းသာနေကြပါ ကျေးဇူးပါ ဟာနော်ဟုတ်ကဲ့